Finally. Finally. Shake camera super steady camera. Bites the dust. Dun 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 dun. Another one bites the dust. Oh my god. Ôi, nó có xài xài quá. Yeah, dude. Nó là xài có điểm. That is insane. Oh my god. Wow. Then you actually look like that. Thì có cục bài thì có biển thu like that bộ. Tí đại. Quay này chỉ snappy yên. Tên là đây thì bộ. Thấy gì mà nó bảo hòa rồi. Đây thì bộ thập bộ bảo finally. Yeah. Vâng mà sẽ được rồi. Nhưng mà full set. Camera vâng sẽ được rồi. Finally. Flight ကိုဒီလောက်တော့ flight မရတော့ဒါပေမဲ့အချင်းရတော့ရတယ်အချင်းရကြတော့အနောက် view ရိုက်တဲ့အချိန်ကျအဲ့ငယ်အဆင်ပြေ Hell yeah finally မိုက်တယ်မိုက် ဆိုတော့အခုကတို့က2နာရီမှပြန်ရမှာ7နာရီ7မိနစ်ပဲရှိသေးတော့ Genesity လေးပါလေအဲ့တနေ့ရသွားလာပြီးမှပြန်လာခဲ့မယ်โอเคဆိုတော့တိုင်လာကလည်းသူ့အနေနဲ့သူဆင်နေပြီကျွန်တော်တို့တွေကလည်းရိုက်တော့မယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီမှာရိုက်မယ်အခန်းတော့ရောက်လာပြီဆိုတော့ okay let's do this okay ဆိုတော့ရိုက်ပြီးသွားပြီပေါ့နော်ရိုက်ပြီးသွားပြီဆိုတော့အေးရောမရိုက်လိုက်ရတော့တခြားဗီဒီယိုပုတ်တဲ့အေးရောအိမ်ရောက်မှပြောမှာဆိုတော့ဒီနေ့ဒီ experience ကတော့ကျွန်တော်တို့ဒီ Samsung လို့ဖုန်းသစ်ထွက်ရင်ကလို Samsung ရုံမှာ unpack လာကြည့်ရတဲ့နေ့လေးပဲဖြစ်ပါတယ်ဆိုတော့နောက်တော့မှပြန်တွေ့ရအောင်